ဒီနေ့ကတော့မမဆွန်က YouTube မှာ viral အရန်ဖြစ်နေတဲ့ငပြောသီးပန်ကိတ်ကို9မိနစ်နဲ့အမြန်လုပ်ပြမှာဖြစ်ပါတယ်။ငပြောသီးပန်ကိတ်လို့ဖို့တီငွေငပြောသီး2လုံးပေါင်မုတ်3ချက်ရယ်ကြက်ဥ2လုံးရယ်အရင်လိုအပ်ပါတယ်။ကြက်ဥနဲ့တီငွေငပြောသီးနဲ့ကိုကြည်နေအောင်လို့ခြေပါမယ်။ပြီးရင်တော့ပေါင်မုတ်3ချက်ကိုထည့်မယ်။နောက်ပြီးရင်နွားနို့ကြိုပြီးသားတစ်ခွက်ကိုလောင်းထည့်ပါမယ်။ပြီးရင်သူတို့ကိုလည်းကြည်နေအောင်လို့ပြန်ပြီးတော့ခြေပါမယ်။ပေါင်မုတ်ရယ်ကြက်ဥရယ်နွားနို့ရယ်ငပြောသီးရယ်ကိုကြည်နေအောင်ခြေပါမယ်။ပြီးဆိုရင်လုပ်ဖို့ပြင်ဆင်ပါတော့မယ်စီရလည်းနည်းနည်းပဲသုံးပါမယ်ထောပတ်စီတို့မာဂျရီန်တို့သုံးရင်လည်းရပါတယ်တစ်ဖက်ကိုကြက်ပြီးဆိုမှတစ်ဖက်ကိုလှန်လိုက်ပါတယ်ဒါကတော့တစ်ဖက်ကြက်တာကိုစောင့်နေရပါတော့ပြီးရင်တော့တစ်ဖက်ကိုလှန်ပါတယ်နောက်တစ်ဖက်ကလည်းကြက်ပြီးဆိုရင်ငပြောသီးပန်ကိတ်လေးရပါပြီ9မိနစ်လောက်ပဲကြာရဲပေါ့နော် ready made တွေနဲ့လုပ်တာဆိုတော့အရသာတော့အရန်ကောင်းပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်ဒီလိုမျိုးထူထူလေးနဲ့ပေါ့ကလေးရောလူကြီးရောကြိုက်ပါတယ်အရင်ကလေးလေးရောလူကြီးရောလှုပ်ကြွေးကြပါတော်တော်စားလို့ကောင်းလို့ပါကျေးဇူးတင်ပါတယ်